လူဆိုတာလှုပ်ချင်တာလှုပ်ဆိုရင်အကောင်းလို့မှမဟုတ်ဘူးအကောင်းလို့ဖို့စားပဒပတ်နဲ့တယ်နော်မကောင်းတဲ့ပဲပြောတာလူစိတ်ဆိုတာပပတမေရမတိမနောတဲ့လူစိတ်ဆိုတာမကောင်းတဲ့ပဲပြောတယ်ကောင်းတဲ့ပဲသိမပြောကိုယ်အကျိုးရှိပဲဆိုမပြောအဲ့ဒါကကောင်းတဲ့အရာမှန်သမျှရေးစံပဲဖြစ်တယ်ညနာနေတဲ့လူတွေသိတယ်ရေးစံတဲ့ဖို့ဆိုတာတစ်ချက်ရလို့မရဘူးကြိုးစားမှလေးအထက်ရောက်တယ်ရေးဆုံးဆိုတာသူမျောချလိုက်အောင်လောကလူတွေကရေးဆုံးမျောတာများတယ်နော်ရေးစံတဲ့ဖို့မတတ်မခဲကြိုးစားအထုံးမတတ်နဲ့အဲ့တော့ကိုယ်လုံးမှကိုယ်ရတယ်ကောင်းတာလို့ရင်ကောင်းတာဖြစ်တယ်မကောင်းတာလို့ရင်မကောင်းတာဖြစ်တယ်ဆိုတဲ့ခံယူချက်ရှိတဲ့ပုဂ္ဂိုလ်ကလူတော်လူကောင်းဖြစ်ရုံမြတ်မကအောင်မြင်ကြည်ပါတဲ့ပုဂ္ဂိုလ်ဖြစ်တာအဲ့ဒါကမ္မတက္ကတသမတ်တိရှိရမယ်ဆိုတာအဲ့ဒါပြောတာနော်ကောင်းတာဆိုတာလို့ပါရတော့အဲ့ဒီကိုလိုတာကိုမရဘူးမကတရားဆိုတာမရှိဘူးဆိုတဲ့ပြောတဲ့ပုဂ္ဂိုလ်တွေကကောင်းတာလုပ်ဖို့သိပြီးတော့ကောင်းတယ်မှမရှိတော့လှုပ်ချင်တာတွေပဲလုပ်မယ်လှုပ်ချင်တာလုပ်ရင်မကောင်းတာလုပ်လို့ဒုက္ခရောက်သွားတာအဲ့လိုဆိုလို့ပဲနော်